ငါတို့ပဲတရားတို့ကငါတို့ကကိုရီးယားရှိတယ်ဟုတ်တယ်ဗျတော်တော်ကြီးလာခဲ့လို့ပြောတယ်မင်းညနေပါဦးလားအလူမိုက်မိုက်လည်းဖုံးဆက်ပါတယ်ကျွန်တော်နည်းနည်းအကူပြောပြတယ်ကိုတိုးလို့လည်းကျွန်တော်ပြောပါတယ်ခင်ဗျနည်းနည်းနောက်ကြမယ်လို့ကျွန်တော်10ပေါက်ဝင်ပါလို့ကြော်လို့ငါပြောလုံနဲ့ခွေးစီပိန်သွားမယ်ခရဘေးစီပိန်သွားမယ်မလုံနဲ့မကွမ်းချစ်အဲ့တော့ပြောကျွန်တော်တနားကြီးတော့ဆောင်းလဲတော့တော်တော်ကိုဆောင်းလဲဘူးငါလာမကြိုက်တာမဟုတ်ဘူးခင်ဗျာဆောင်းနေလို့နောက်ကြနေရတယ်ကိုလူရခီးနဲ့ဘာလို့မှမကြည့်ဟဲ့လူဘာလို့မလို့မိုးရတော့မှမလို့ခါတော့ရအောင်မယ်ကျွန်တော်မှလည်းပြောကျွန်တော်နောက်တက်နေတာကြားကျင်ချက်တာမဟုတ်ပါဘူးမြောက်တော့အတွက်ကျွန်တော်ပညာသင်နေလို့ပါနောက်တော့တက်ပြီးသားသူပညာတတ်တယ်ပဲမင်းသင်ရမလို့တခုကျွန်တော်ပြောချင်တာကရန်ကုန်မှာကျွန်တော်ဆရာတယောက်ရှိပါတယ်ကျွန်တော်ဆရာအားလုံးသိပြီးသားဖြစ်မှာပါမသိတဲ့သူလည်းသိမရှိပါဘူးအတန်တုဝိဇ္ဇာကျဲတလုံးနဲ့ကြားဘူးလားကျဲတလုံးအေးကြားဘူးလေအားလျှောက်ပြောနေဘယ်လိုကြားဘူးလားဟုတ်လေစာအုပ်ထဲမှာဖတ်ဘူးလေကျဲတလုံးဆိုရင်အားလျှောက်ပြောနေတာတကယ်ရှိရဲ့ဒါကမသိဘူးသူကတကယ်ရှိရဲ့အတန်ဝိဇ္ဇာအတန်တုဆရာဦးကျဲတလုံးရှိမှာကျွန်တော်ပညာသင်ခဲ့ပါတယ်အတန်တုနဲ့ပတ်သက်တာကြိုက်တဲ့အတန်တုကိုကျွန်တော်ကုန်ရပါတယ်ခင်ဗျဝဲဦးတူနေသိနေတာကြော်ဟင်းလို့ဒိုးမလို့အတန်ဖြစ်နေတာကြော်ဟင်းလို့အတန်ဖြစ်ရှင်လေးပါကြော်ဟင်းလို့အတန်ဖြစ်ရှင်ပထမဆုံးနှုတ်စီဘူးရှာလိုက်ကြော်ဟင်းလို့အတန်ဖြစ်ရှင်နှုတ်စီဘူးရှာနှုတ်စီဘူးတွေကိုခါချင်း9កုံထည့်လိုက်ထပ်ပြီးရင်အဲ့ဒီနှုတ်စီဘူးနဲ့ဖင်ဝါကိုပိတ်ထားလိုက်ခါချင်းနဲ့အသက်ရှူချက်ပြီးဖေကိုကိုက်ပြီးဖေကိုက်တဲ့ရှင်ကြော်ဟင်းဖြစ်ပြီးဘယ်လိုလဲဟိုက်မကြည့်လာပြီခါချင်း9កုံဖေနဲ့ထည့်ထားနော်ခါချင်းကိုရှာအောင်ပါရှာတာကျော်ရုပ်ကလူရအားလုံးလေးစားရလားကျော်တော့ကျုပ်ဖေထဲမှာခါချင်း9កုံရှိတယ်ကိုက်ကြရဟမ်အမတကောင်ဖင်ထဲကိုဝင်မှုစူးစမ်းနေတယ်ဒါပေမဲ့မရဘူးကျုပ်ဖင်ရှုံထားတယ်အဲ့ဒါကြော်ဟင်းကြရဝင်းဦးလို့တာဖြစ်ရှင်လားဝင်းဦးတာဖြစ်ရှင်လေပထမဦးဆုံးဝင်းချုပ်လိုက်ဝင်းချုပ်လိုက်ချုပ်ပြီးသွားပြီလားချုပ်ပြီးသွားတဲ့ဝင်းလို့ရှင်းပြန်စားလိုက်အဲ့မှာဝင်းကသွားကြည့်တယ်လို့မသွားကြည့်တယ်လို့စက်ငယ်ဖြစ်တဲ့အချိန်မှာလူရှင်းတဲ့အိမ်နာမှာမကျင့်နဲ့လူရှုပ်တဲ့ဟိုးဝင်းနဲ့အိမ်နာမှာကျင့်အလူရအိမ်လားအဲ့ဒီအိမ်နာထဲမှာစောက်နေအပြင်ကလူတယောက်ကတကားလာခောက်ပြီးအိမ်နာတက်ချင်လို့ဟေးအဲ့ဒါလူရှိတာအဲ့မှာဝင်းဦးနဲ့ကျင့်တာလို့ကိုကဝမ်းသွားကြည့်လို့မသွားရင်ဖြစ်နေလေအော်အဲ့တော့မှလုံးရှိပါတယ်ဗျာလောဝဲဟဲ့လေငါလုံးကကိစ္စပြီးထွက်ပြအော်လုံးနေတော့ပဲလေဗျာအော်ထမမထွက်နိုင်တော့ဗျာဝဲအဲ့တော့အတန်တူနဲ့ပတ်သက်တာကြိုက်တဲ့တိရစ္ဆာန်ပြောကြိုက်တဲ့အကောင်ပြောအဲ့ဒါလည်းကြည့်ကောင်းတာဒီကောင်ပေါ်ဦးလေကွာခွေးတယ်ရတယ်ခွေးကကြည့်လို့နဲ့ခွေးပေါက်စားတာခွေးပေါက်စားရတယ်ခွေးနဲ့ခွေးပေါက်စားနဲ့ကြိုက်ပြီးခွေးပေါက်စားနာပြီးပြီးသွားတယ်အစပြန်ဘယ်လိုခွေးနဲ့ခွေးပေါက်စားနဲ့ကြိုက်တယ်ခွေးပေါက်စားကြိုက်ခိုင်းပြီးနာပြီးတော့ထွက်ပြီးသွားတယ်ခွေးကြီးလာပြီတကယ်ခွေးတယ်ကောခွေးတယ်နဲ့တူတယ်လို့ပါဟာတကယ်ခွေးကြီးတယ်ပဲရှိသားချင်းတွေကပေါက်တာဆိုင်လို့ခွေးအကောင်လေးရလဲခွေးပေါက်တယ်ချီးပုံပါခွေးရောအကောင်လေးပါလေဆိုင်လို့ခွေးကြီးခွေးတယ်လေโอเคတဘောကြသွားပြီအဲ့ဆိုရင်ခွေးဘဝနဲ့တော်တော်နီးနေပြီကွာကျေးဇူးတင်ပါတယ်ခွေးလေးကိုအားပေးတဲ့အတွက်ခွေးလေးရဲ့ကျေးဇူးတင်ပါတယ်ရပြီဗျာအဲ့တော့ကျွန်တော်ကဇလန်းတစ်ပုတ်လုံးကိုကျွန်တော်ဗဇက်ကအတန်တုနဲ့ကျွန်တော်သွားမှာတနေ့ပြစ်တဲ့တန်လေးဘာတွေပါမယ်တော့မကြောက်နဲ့တော့တကယ်ပြစ်တာမဟုတ်ဗဇက်ကပြစ်တာဘယ်လိုပြစ်မလဲဘာလာလိမ့်မယ်တကယ်လာလိမ့်မယ်ဗဇက်ကပြစ်တာလို့ပြောလိုက်တယ်ဗဇက်ကပြစ်တာပါရနော်ပြစ်ပြီဗဇက်ကပြစ်တာပါအေးပါဒီကြောင်လဲလို့နင်းဒီလိုကြွယ်လာတာမှတေးငါတေးလို့ဆိုင်လို့ရပြစ်ငါလူကြည့်ထားအောင်လားရပြစ်ဆက်ကနေပြစ်မယ်လက်ပြဖို့
ရတယ်ကြည့်တော့မရှိ ကျွန်တော်ဇလန်တစ်ပုတ်ရိုက်ကြမယ် အဲ မြင်းစည်းတဲ့တန်လေးပါမယ် နင်း မြင်းကရွှေရိုးမြေပြင်ပေါ်မှာပြေးတယ်မြင်းတာ ညီတယ်မှာ ကျွတ်တော့ဒီကောင်မိုက်ကိုလက်နဲ့ခောက်နေတယ်လို့ထင်ကြပါလိမ့်မယ် ဟုတ်လား ဟုတ်တယ် မြင်ပါတယ် အဲ့ဒီမြင်းကရေထဲကိုဖြတ်ပြီးတဲ့တန် ရေထဲဖြတ်နင်းအဲအင်္ဂါကြီးလက်နဲ့ခေါက် ပါသက်ကြီးဒါဖိုးတိုင်းနိုင်လာတယ် ဒါရေထဲအဲ အာသွားလိမ့်ပါလားဗျာအဲ့ဒီမြင်းကကတ်ရလက်မတက်တဲ့တန် အဲဟုတ်တယ် အဲ့တော့ကျွန်တော်ဇလန်တစ်ပုတ်ရိုက်ပြမယ်အဲ့တော့ရွာပဲဖြစ်ဖြစ်ကျွန်တော်ဒီဘက်ကဖြစ်ချုပ်ချောချောဘော်ဒီတောင်းတော့မင်းသားတစ်လက်ကြောက်ပါခင်ဗျာ မန္တထဲတော့ငါတယောက်ရှိရထင်တာပဲ ချုပ်ချောချောဘော်ဒီတောင်းတော့မင်းသားဝါမင်းသားအင်္ဂလိပ်မင်းသားလေးမိုက်သွားပြီကွာဒီကောင်းနာမည်ဂျက်ကီ21 ခွေးကော ဂျက်ကီ21ဆိုဟုတ်ပြီမင်းသားတခုလို့လေကျွန်တော်ဇလန်နဲ့မှာပါမယ်ဆိုမင်းသားတန်နဲ့အုတ်ထုတ်တယ်လို့လုပ်ပါတယ်တွက်ချခဲ့ပါ မင်းသားကိုအုတ်ထုံငါကြပါအောင် ကျွန်တော်ဇလန်တစ်ခုလုံးကိုဒိုးမဇလန်တစ်ခုလုံးကိုကျွန်တော်အတန်တူးနဲ့လုပ်မှာနော်အတန်တူးနဲ့လုပ်မှာဆိုတော့ဒိုးမတို့ဘက်ကလည်းနည်းနည်းလေးပြင်ဆင်တာပါနောက်တော့ပြပါလို့ဗသက်ကလောက်ရတာဆိုတော့နည်းနည်းလေးမပြေတာရှိရင်ဟောဖြစ်မှာပေါ့နော်အဲ့တော့မင်းသားညင်စီးမယ်ပထမဆုံးမင်းသားကချစ်သူတွေကိုတော့မဲ့ဇလန်ဖြစ်တယ်မင်းသားရဲ့နာမည်ကဂန္ဓဝင်လူသားကြီးမတ်တင်တန်း ခက်ကြမ်းကြမ်းလေးမှတ်ပါဟဲ့မင်းကဘယ်လိုသွားကြောင်းမလို့လို့မတ်တင်တိုင်း ဂန္ဓဝင်လူသားကြီးမတ်တင်တန်းစတာနဲရောဂါကြီးတောင်းစိန် ဒီတော့ပါ အဲ့ပတ်စံကပြဲကုန်ပြီ အမအေးရဘာဖြစ်မလို့ထားသေးတာဘာဖြစ်လဲ လက်ရရော ရဒါတော့ โอเคရပြီမင်းသားချစ်သူတွေကိုတော့ဇလန်ဖြစ်တယ်မင်းသားချစ်သူတွေကိုတော့ဇလန်ဖြစ်တဲ့အတွက်မင်းသားဟာရန်သူအင်အားနဲ့များတယ်တိုက်နေခိုင်းတဲ့ရန်သူအင်အားများတဲ့အတွက်မင်းသားစဉ်းစားတယ်ဟာတဲ့ချစ်သူတွေကိုသွားမှာပဲတဲ့ဒီတိုင်းသွားရင်တော့ချိန်ရင်သွားရင်တော့ကြာမှာกว่าတဲ့အဲ့တော့ငါကုန်းချောင်းရှောက်မယ်ကြီးကြစားတာပါမြင်းစီးသွားမယ်ငါရဲ့စီးတော့မျိုးဆွဲချုပ်စီးတော့မျိုးသွားထုတ်မင်းကခဏမငြင်းဘူးဖြစ်ပြန်ပြီးဆွဲထုတ်တယ် ညရတော့ချာ မြင်ကနာမကြီးအဲ့ဒါမြင်စပိုးလေးကိုပတ်သက်ဆုတ်တော့ချော့မိုက်တယ်ဝါတယ်မြင်မမြင်နေလားမသိဘူးပတ်သက်ရှိရှိဝင်ကုန်နေတယ် ညရပြီ မင်းကမြင်မို့ခုန်တက်ဟေးခွေးတက်နေနေတယ် အခုက မင်းကမြင်စီးတယ်ဒီတီတွန်းလာလားဟုတ်တာလား ညစီရတယ်ကွာ နားနဲ့စီးပါကွာစမဟိရေပေါ်ထိုးလာလားတက်သမား စီတာမြင်းစီတာ တက်သမားလုံးမ မ လဲ င်းသားကိုလှုပ်နေဆုံးနေမြင်းစီ နားနဲ့စီးပါစတယ်မင်းသားကျုပ်တို့ကိုတွေ့ကြဆိုရင်မင်းတို့ဒီကပြန်စီးတယ်တားစီးဘုရားတော်စီးတယ်တားစီးတယ်ကွာဘယ်စီးလဲ ငါမြင်းစီရနဲ့မတူမိကနှုံးနေတဲ့အတိုင်းပဲ ကြီးကစားတယ်မြင်းစီးတယ်မင်းသားဟာကျုပ်တို့ကိုတွေ့ကြဆိုရင်ဘယ်လိုပဲတော့တော့ညခုလက်တနေရာမှာမိုးလေဝတ်ကြောင့်မိုးလေးတွေဖွဲဖွဲရွာတယ် ဘာလို့လား မိုးချုပ်ပြစ်တာ မင်းသားမိုးချုပ်ပြစ်တယ် မင်းသားအကုသို့များတယ်ပြောရဲဆိုရင်မိုးလေးတွေဟာတိတ်သွားခဲ့ပါပြီ တိတ်သွားပြီဆို ဘာလို့လား လက်ကြံမိုးချိုး လက်ချံကိုမချမ်းဘူး မင်းသားမြင်းစည်းသွားတယ်တောင်တော်နေရာရောက်မှာလူဆိုးကမင်းသားကိုတလက်နဲ့လမ်းပြလိုက်တာမင်းသားလူကိုမမှန်ပဲမျက်နာကိုမှန်သွားတယ် ခါတဲ့လူပဲလေ လူပဲလား ပါပဲ မသိဘူးကလူမဟုတ်ဘူးမဲ့ ဟုတ်မှန် မျက်နာကိုမှန်မယ်ဟုတ်တော့ကလေးကိုရှက်မှန်သွားတယ်စလိုမိုရှင်အခါလာလိုက်တာဟဲ့စလိုမိုရှင်ပါဆိုအမေလက်နဲ့လွတ်လိုက်တယ်လို့ပဲ ငါဗဇက်နဲ့တင်တယ်လက်နဲ့မလို့ဘာနဲ့လို့မှာလဲ ရည်စည်းသွားတယ်။နောက်ကရန်သူတွေကတက်လိုက်ပြီမင်းတို့ဘာလဲဖြစ်တယ်မင်းတို့ရှောင်းလိုက် ဟုတ်ကဲ့အဲ့လောက်ပြင်တော့မှန်လောက်တယ်နော်ရှောင်းလို့ရလောက်ဘူး ။တားကြီးများသွားတယ် တက်ချင်းချင်းပြင်မှရှောင်းရမှာလေကားတော့နေတော့မယ်တက်ချင်းချင်းပြင်မှရှောင်းရမှာ ။ လေ အေးပြမလို့။ပြပြီ
မင်းကစိတ်လို့ပြီးတော့ခါကြမှာပါတနက်ကိုဆွဲထုတ်ဘာကြီးလို့ဘာကြီးလို့ ပစိုးပါလာလို့ တနက်ကိုဆွဲထုတ်ရှေ့ကိုပြစ်နောက်ကိုပြစ်မိုးတော်ပြစ်ခါရောက်တယ်ထုတ်ရှေ့မှာရမ်းဆွဲထုတ်ရှေ့ကိုပြစ်နောက်ကိုပြစ်မိုးတော်ပြစ်ခါရောက်တယ်ထုတ်ရှားသူဆွဲထုတ်ရှေ့ကိုပြစ်နောက်ကိုပြစ်မိုးတော်ပြစ်ခါရောက်တယ်ထုတ်ဟေး ကြီးပွားနေအောင်ပြည့်ရတိုင်း မင်းကရှင်းလာတယ်ဒီတိုင်းပြည့်တော့မင်းရန်သူတွေအရင်များတယ်တနေ့နဲ့ပြည့်မနိုင်ဘူးတဲ့လက်ပြဘုံနဲ့ထုံးမယ်ခါကြမှာပါတယ်လက်ပြဘုံထုံးမစနဲ့ကြိုက် ဟောပေါ့တယ်လေ စနေကမပြုံးနေလေကွာလက်ပြဘုံထုံးမစနဲ့ကြိုက်ပြည့် ဒီလေးပါတော့တလားနေလို့ကြပါမလား ပေါပီပေါပီအစင်းပြေလောက်ကနေကြပြတယ်ခင်ဗျာ